Hello အားလုံးပဲမင်္ဂလာပါအမကိုဒီအပေါ်ဗီဒီယိုဖိုင်ကလိုမျိုးခေါင်းဝင်အောက်ကားလေးပေါ့နော်အဲ့လိုအောက်ကကားလေးယူတာလေးကိုမသိလို့ပြောပြပေးပါဆိုလို့အမတစ်ချက်ပြောပြပေးမယ်ဗီဒီယိုဖိုင်ရှေ့သွားလို့ဆိုရင်တော့ပတ်1ပတ်2နဲ့ကြည့်ပေးပါရှင်အဲ့ဆိုအားလုံးပဲကြည့်ကြမယ်နော်အမကဒီမှာအောက်ပိုင်းကိုပဲအဓိကပေါ့နော်အောက်ပိုင်းအဝေးလေးကိုအဓိကပြောချင်တာဖြစ်တဲ့အတွက်ကြောင့်မို့အမအောက်ပိုင်းကိုအဓိကပြောမယ်အပေါ်ပိုင်းကတော့ကိုယ့်ဘာကိုပခုံးပြောင်းနေပဲဆက်ဆက်ရင်ငံနဲ့ပဲဆက်ဆက်ပေါ့နော်ကြိုက်တယ်လို့ဆက်လို့ရတယ်ဒါပေမဲ့မတော့ခါဖြတ်ဆက်ခေါင်းဝင်ဖြစ်တဲ့အတွက်ကြောင့်မို့ခါလိုင်းကပြီးအောက်ကို1စီယံဆိုပြီးတော့မှဖြတ်ချပေးရမယ်ပေါ့နော်အဲ့လိုမျိုးဖြတ်ချပြီးသွားပြီဆိုရင်အမတို့ကဘာတန်မိုးနဲ့သွားမှာလဲဆိုရင်ကိုယ့်ရဲ့မူလခါတန်မိုးနဲ့သွားမှာကိုယ့်ရဲ့မူလခါကလက်မနဲ့ပဲဖြစ်စီယံနဲ့ပဲဖြစ်ပေါ့နော်အမကတော့အခုပြောပြပေးမှာစီယံနဲ့ပြောပြပေးမှာကိုယ့်ရဲ့မူလခါကဆိုပါစို့အမတို့ရဲ့ခါဒီ80ရှိတယ်နော်အမမူလခါဒီ80ရှိရအမဒီနောက်ချမ်းတက်တဲ့မှာဇစ်တက်မှာမလို့ဇစ်စာ over 3 ဒီဘက်3ဆို6စီယံပေါင်းမယ်အဲ့ဆိုအမတို့ကညီမချင်း86ဖြစ်သွားပြီเนาะအဲ့86ကိုဘာနဲ့စားပေးရမလဲဆိုရင် 6.28 နဲ့စားပေးရမယ်အဲ့တော့အဲ့ဒါကိုအမအခုဒီမှာစားပြပေးမယ်เนาะ86เนาะအစား 6.28 အဲ့တော့ညီမချင်းနှိပ်လိုက်မယ်12.1ရတယ်အဲ့ဒါကိုအမတို့ကစာရွက်ကိုဒီမှာ၄កောက်ချိုးမယ်ဒါပတန်စာရွက်လို့မြင်ပြီเนาะပတန်စာရွက်အကြီးပေါ့အဲ့အကြီးကိုအမတို့ကဒီလိုတစ်ခါချိုးမယ်ဒီလိုတစ်ခါချိုးမယ်ဒီလိုထောက်ချိုးလေးရတဲ့အတူချိုးလိုက်မှာပေါ့နော်ဒီမှာအမတို့ဒီလိုချိုးထားပြီနော်အဲ့ထောက်ချိုးလေးကိုအမတို့ကအခုဘယ်လိုယူမှာလဲဆိုရင်ဒီမှာ12.1အဲ့ဒါကဇစ်စာပါပေါင်းထားပြီးသားနော်အဲ့တော့12.1အဲ့12.1လေးကိုအမတို့ကပြန်လုပ်မလဲဆိုဒီလိုလေးဝိုင်းမယ်။တဝိုင်းချဆက်လိုက်မှာပေါ့နော်။ဒီလိုလေးဝိုင်းမယ်။အဲ့ဒါအမတို့ကဘာလုပ်ပေးရမလဲဆိုကက်ကြီးနဲ့ညှက်ထုတ်မှာအဲ့အဝိုင်းလေးတိုင်းနော်။အဲ့ဒါကိုကက်ကြီးလေးနဲ့ညှက်ထုတ်မယ်။ပြီးရင်အမတို့လိုချင်တဲ့ခါတောင်မို့ပြန်ရလာဆိုဒီမှာတိုင်းကြည့်မယ်အဲ့စဝိုင်းလေးတိုင်းကိုဒီကပြီးတော့မှဒီထိတ်ထိကိုတိုင်းတော့သူကဘယ်လောက်ရလဲဆိုရင်19အမတို့ဒီမှာ၄កောက်ချိုးထားတယ်ဖြစ်တဲ့အတွက်ကြောင့်သူဒီ၄ပုံတစ်ပုံရှိတာအဲ့တော့19အမြောက်ဒီမှာအမတို့ဒီဆက်ဝိုင်းကိုတိုင်းလိုက်တာဘယ်လောက်ရလဲဆိုတော့19ရတယ်ဒီမှာအမတို့က၄កောက်ခောက်ထားတာလေ၄កောက်ခောက်ထားတဲ့အတွက်ကြောင့်မလို့အဲ့ဒါ၄ချမ်းရှိတာမလို့၄နဲ့မြောက်နော်အဲ့19 4နဲ့ပြန်မြောက်ကြည့်မယ်နော်19အမြောက်4ညီမချင်းဒီမှာ86အမားတို့ခဏကတွက်ခဲ့တယ်86ကွက်တိပြန်ရတယ်ဒီမှာတွေ့လားနော်အမားတို့ဒီမှာလိုချင်တဲ့86ပြန်ရတယ်နော်အဲ့တော့အဲ့ဒါကိုအမားတို့ဒီမှာလေးကက်ကြီးနဲ့ညှက်ထုတ်မယ်လို့ရေးထားတဲ့အတိုင်းမှာဒီမှာကက်ကြီးနဲ့ညှက်ထုတ်လိုက်မယ်နော်ဒါအမားပုံသေးနဲ့ပဲပြရတော့မယ်ပုံကြီးနဲ့မပြတော့ဒီစဝိုင်းလေးပေါ့ဒီမှာဒီလိုညှက်ထုတ်လိုက်တယ်ညှက်ထုတ်ပြီးွားရင်ဒီရဲ့အချမ်းမှာတော့ကိုလိုချင်တဲ့စကတ်အရှည်အထိကိုရမှာမဟုတ်ဘူးသိလားအမတို့လိုချင်တဲ့ချင်းမြတ်စီထိကိုရှည်ဆိုချင်းမြတ်စီထိကိုရှည်ထိရမှာမဟုတ်ဘူးအဲ့တော့အမတို့ကရသလောက်ကိုပဲအရင်ယူဒီပတန်စာရွက်မှာပေါ့ဆိုပါဆို30ဒီမှာ38ပဲရတယ်ဆိုဒါကို38ပဲယူဒီဘက်လည်း38ဒီမှာလည်း38တော့ကိုကဒါကိုဘယ်ပေါ်ကြောင်မှယူရမှာလဲဆိုပိတ်စပေါ်ကြောင်မှကိုလိုချင်တဲ့အရှည်ကိုယူလို့ရမှာနော်အဲ့တော့အမဒီဟာကြီးကိုအရင်ကိုလိုချင်တဲ့အရှည်လို့မကြည့်နဲ့အရင်ပတန်ရက်စာရွက်အရှည်ပေါ့နော်အဲ့လိုဆိုဒီမှာအမတို့ကလေဒီတိုင်းညက်တယ်ဆိုရင်ဒီမှာစဝိုင်းချမ်းကြီးပေါ့နော်စဝိုင်းချမ်းကြီးဆိုရင်အမတို့ကနောက်ချမ်းမှာဇစ်တက်မှာလို့ပြောတဲ့အတွက်ကြောင့်မလို့နောက်ချမ်းတစ်ခုကိုခွဲပေးရမယ်ဒီလိုလေးခွဲလိုက်မယ်နော်ခွဲလိုက်ပြီခွဲပြီးရင်အမောတို့ဒီရဲ့ပတ်ချလဲမှာဇစ်စာပေါင်းထားပြီးသားမျိုးတစ်ဖက်ကိုဇစ်စာ3စီပြန်ဆွဲနော်ပိတ်စာဇစ်စာ3စီပြန်ဆွဲပြီးသွားလို့ဆိုရင်လေအမောတို့ကဒီစဝိုင်းချမ်းကြီးအတိုင်းပိတ်စာပေါ်မှာတွားညက်လို့မရဘူးဘာဖြစ်လို့လဲဆိုပိတ်စာရဲ့အနံနေလာတာဒီအမေတို့ဒီစဝိုင်းချမ်းတွားတင်လိုက်ရင်အတိုလေးပဲရမှာ
စကတ်အတိုးလေးပဲရမှာအဲ့တော့အမတို့ကဘလို့ပြန်လုပ်ရမလဲဒါကနောက်ချမ်းတက်တဲ့အလဲတက်တဲ့ဆိုဒါတွေကဘေးနှစ်ခုပေါ့နော်ဒီလိုလေးစကတ်ကအဲ့လိုဒီလိုပုံစံလေးဆိုသူကဝဲလေးရတာဒါပေါ့ခဏကိုကြီးပါဒီမှာဝက်လိုက်ဒီအနောက်ကလေးမှာစစ်တက်လိုက်ရင်ဒီလိုမျိုးဝဲလေးရမှာဒါအမရဲ့ခါပဲထားပါတော့ဒီလိုဝဲလေးရမှာနော်ဒါပေမဲ့ဒီလိုစဝိုင်းချမ်းပုံစံအတိုင်းအမတို့ကသွားပြီးတော့ပိတ်ဆောက်ပေါ်မှာညှက်လို့မရအောင်အဲ့တော့ညှက်လို့မရအောင်ဆိုအမတို့ကဘာလုပ်မလဲသူ့ကိုထပ်ခွဲပေးမယ်အဲ့တော့အမနောက်တစ်ပိုင်းမှာဆက်ပြောပြပေးမယ်နော်ဒီမှာမတို့က၄ချမ်းရှိတဲ့ဟာကိုရှေ့ချမ်းနောက်ချမ်းခွဲမယ်နော်အဲ့တော့ဒီမှာခါဘက်နော်အဲ့တော့ဒါဘေးဘက်ဒါရှေ့ဘက်နော်အဲ့တော့ပိတ်ဆောက်ဒီလိုပတ်တောင်ဒီလိုညှက်ထောက်ဒီလိုညှက်ထောက်အဲ့တော့အရှေ့ချမ်းကိုအမတို့ပိတ်ဆောက်ညှက်မယ်ဆိုရင်ပိတ်ဆောက်ကိုခောက်ပြီးတော့မှပတ်တန်စာရောပိတ်ဆောက်ပေါ်မှာဒီလိုခောက်လိုက်ပေါ့နော်ပိတ်ဆောက်ဒီလိုခောက်ပြီးတော့မှဒီရဲ့အမတို့ခောက်ကြောင်းနဲ့ဒီလိုတင်ခောက်ကြောင်းနဲ့ဒီလိုတင်ပြီးွားရင်သူ့ကိုဒီမှာဒီရဲ့အရှည်ပေါ့ခါကပြီးတော့မှကိုလိုချင်တဲ့ခြေမျက်စိထိအရှည်ကိုယူလို့ရတယ်ယူပြီးရင်ဒီဘက်ဘေးမှာတော့အမတို့ကချုပ်စာထုတ်ပေးရမယ်ဘေးချုပ်စာဆိုပြီးတော့နော်ဘေးချုပ်စာဘယ်လောက်စီရန်ထုံးမလဲကိုတီစာထားခြင်းတလောက်ထားပေးရမှာပေါ့နော်ဘေးချုပ်စာကဲဟုတ်ပြီဒါတစ်ခါညှက်ပေးပြီပေါ့နော်အဲ့တော့ကိုလိုတလောက်အရှည်ရပြီနောက်ချမ်းဆိုရင်အမတို့ကနှစ်ဖက်လုံးချမ်းပေးရမှာနော်နှစ်ဖက်လုံးချမ်းပေးရမှာဆိုတော့ဒီမှာတော့ဇစ်စာပါပြီးပြီဆိုတော့ဒီဇစ်စာနဲ့ဒါနဲ့ဒီလိုအတိထားလို့ရတယ်နော်ထားပြီးွားရင်ဒီဘက်ခောက်ကြောင်းဘက်နေရာနဲ့ပေါ့နော်ဒါပေမဲ့ခွဲပေးရမှာနော်ဇစ်တက်တာမလို့ဒီရဲ့အရှိမှာကြတော့အမတို့ကဘေးချုပ်စာဆိုပြီးတော့ထားပေးရမှာဒီမှာလဲခွဲစာထားပေးရမှာအဲ့တော့ဘေးချုပ်စာရဲ့ဒီဘက်ဘေးချုပ်စာရဲ့စဝိုင်းတွေပြန်ဆက်လိုက်ရင်ခဏဝါလို့အဝဲအကာရလာမယ်ဒါပေမဲ့ဘေးနှစ်ဖက်မှာတော့ချုပ်ကြောင်းရဲ့အနောက်ကဇစ်စာရဲ့ပါလာမယ်နော်အဲ့ဒါဆိုရင်တော့အားလုံးပဲအဆင်ပြေကြပါစေခဏကအမပြောပြထားတဲ့အတိုင်းပဲခေါင်းဝင်အောက်ကအဝဲအကားလေးတွေပေါ့နော်ကိုလိုချင်တဲ့အတွန်တိုင်းရမှာဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်